ဒီနေ့ဗီဒီယိုလေးကတော့တရုတ်နှစ်တစ်ကူနဲ့ချွေးအမ Grace Berry သွားလဲခဲ့လဲဆိုတာကို sharing လုပ်ပေးမယ့် vlog လေးပဲဖြစ်ပါတယ်ရှင်။ပုံမှန်ဆိုတော့ Grace ဒီလို vlog တွေတင်လေးမရှိပေမဲ့တောင်းဆိုရတဲ့သူများလွန်းတာမလို့ Grace ဒီနေ့ vlog လေးတင်ပေးလိုက်ရပါတယ်ရှင်။တရုတ်နှစ်တစ်ကူနဲ့မနက်စောစောမှာ Grace ကပထမဆုံးအနေနဲ့ကုတ်ကိုင်းဖျားเจ้าကိုသွားခဲ့ပါတယ်ရှင်။ဒီနေ့ကချွေးဖြစ်တာကြောင့်စတူဒီတာကျွေးတာကြောင့်ဘုံเจ้าမှာကြက်ပြက်မကစီကားလှပါတယ်ရှင်လူအများကြီးလာရောက်ရှိခိုးလဲပက်ကြတာမလို့ Grace ရဲ့ fan တချို့နဲ့လည်းတွေ့ခဲ့ပါတယ်ရှင် fan service လေးလည်းပေးခဲ့ပါတယ်ကုတ်ကိုင်းဖျားเจ้าကနေထွက်လာတဲ့ခါမှာတော့မြို့ရဲတရုတ်တန်းဘက်မှာရှိတဲ့ဖျားเจ้าတွေကိုသွားပါမယ်ရှင်။ Grace ခုရောက်နေတဲ့နေရာကတော့လာတာလန်နဲ့မဟာပဏုလလန်တောင်းထိပ်မှာရှိတဲ့ပုံเจ้าပဲဖြစ်ပါတယ်ရှင်။ဒီနှစ်ကြားရောက်တဲ့မြင်းတင်မှာကို Grace ရဲ့အလောက်ကန်ချင်းတွေဘယ်လိုရှိမလဲဆိုတာကိုလည်းစာချပြီးမေးမြန်းခဲ့ပါတယ်ရှင်။ပြီးတော့ Grace ရီမန်းထားတဲ့ကိစ္စလေးတွေလည်းအောင်မြင်နိုင်မအောင်မြင်နိုင်လေး Grace နောက်ထပ်ပုံเจ้าတစ်ခုကိုကူးပါမယ်ရှင်။အခုရောက်နေရတော့ခိဟုတ်ပုံเจ้าပဲဖြစ်ပါတယ်ရှင်။ကန္နာလန်နဲ့စဝရလန်တောင်းထိပ်မှာရှိတဲ့ပုံเจ้าပဲဖြစ်ပါတယ်။ဒီမှာလည်းစတုတီတာကျွေးနေရမလို့လူတွေကြိတ်ကြိတ်တိုးစီကားလှပါတယ်ရှင်။ဆိုတော့အများတောင်းဆိုထားတဲ့အတိုင်းတရုတ်ရိုးရာ vlog တစ်ခုဖြစ်တဲ့နှစ်ဆန်းတရက်နေ့မှာ Grace Berry သွားလဲခဲ့လဲဆိုတာကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။ Grace ကိုအားပေးနေတဲ့ foodie လေးတွေရောအားမပေးတဲ့ foodie လေးတွေရောအားလုံးပဲကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံနိုင်ကြပါစေလို့နှစ်သစ်ဆုမွန်ကောင်းအနေနဲ့တောင်းလိုက်ရပါတယ်ရှင်။南无观世音菩萨。